အားလုံးပဲမြင်လာပါဗျာဒီကျမဆောင်တဲ့အင်းစိတ်ကြိုင်အင်းစိတ်မျိုးနဲ့မျိုးစစ်အောင်းရပဲမြင်တဲ့စာကြည့်တဲ့ခမိုင်ခန္ဓာကိုတရားချင်းမြင်တွေ့ကြတဲ့ရောင်တိုင်းဒီတိုင်းဆိုတော့တဲ့ဘုန်းကြီးများဌာနဆိုင်များအဲဒီတိုင်းစိုက်တဲ့ဒီကျက်ကုန်ဒီကိုများပြန်နေမျိုးနဲ့ဒီမှာတွေ့တော့အခုဝိသထားတဲ့အဲဒီလိုလေးတော့ဒီတိုင်းကနေဒီအားလုံးသူတို့နဲ့ကျမ်းမာချမ်းသာပါလို့ကြောင်းဥဒ္ဒါနဲ့ကောတတ်တာပဲ။တော့ရောင်တိုင်းဒီတိုင်းဆိုတော့ဖွဲ့နေရတော့ဒီနိုင်တော့ကြည့်ပြတဲ့တန်းရုံကျင်းနေပြီပဲ။တိုင်းဒီတိုင်းကျမ်းမာရှိတဲ့ဒီလူတွေစာပေနဲ့သဏ္ဍာန်တွေရှိဖို့တော့စာပတ်တဲ့လိထားတွေစွန့်မြင့်စီဦးနဲ့သိပညာလူသားတွေမြန်မာကိုယ်ရအောင်စကြည့်တော့တယ်ကျွန်တော်ခုတော့ဖွင့်ပြလေရှိတာ။တော့ဒီနေ့တည်းမှာပြောရင်တော့တရားစနစ်တိုင်းကတော့ကျွန်တော်တို့ရသိတရားအားဖြင့်ပါတယ်လို့မှာ